ဒိုးရင်တွေးလေးရေဒီတစ်ခါပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့အလုံးများတဲ့ပရစိတ်လေးများပဲဖြစ်ပါတယ်နော်မင်္ဂလာကျွန်တော်ကတန်းစီနေတဲ့အထဲမှာစတုထမြောက်တကောင်မှာကျွန်တော်ကိုမြင်လာဘယ်ညာကျွန်တော်တို့တိတ်ဆိတ်စွာတန်းစီပြီးလမ်းလျှောက်ကြတယ်ကျွန်တော်စိတ်ကူးတစ်ခုရလိုက်ပြီးကျွန်တော်ပုံမြန်သွားနိုင်အောင်ဘီးတစ်စုံယူတော့မယ်ကျွန်တော်တို့ဟာတခြားတရိษံတွေလိုစူးညံတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘာသာစကားကအနတ်နီရဲ့ဘာသာစကားပါအနတ်တစ်မျိုးကစားစရာကောင်းတဲ့ပွဲတော်တစ်ခုအတွက်ဒီလမ်းတိုင်းလိုက်ခဲ့ပါလို့ဆိုရဲအခြားအနတ်တစ်မျိုးကတော့အန်တီရဲ့ဟိုးနာမထားနဲ့လို့ပြောတယ်ကျွန်တော်ကကိန်းမှုတွေနဲ့ချိုးချင်းမျိုးစုံကိုအရန်ကြိုက်တယ်မင်းလိုပဲပေါ့ကျွန်တော်ရဲ့ကျမသေးတွေအလုံးလုံးတာကိုမြင်ချင်လားမင်းအတွက်ကျွန်တော်ကအရန်သေးနေတယ်လို့ထင်ရပေမဲ့ကျွန်တော်ကအရန်ကိုတန်ပါတယ်တကားကပိတ်နေပါစေစိတ်မပြူပါနဲ့ကျွန်တော်အသေးဆုံးအကွက်ကြောင့်ကနေတောင်စတော်ဝေးပါနိုင်တယ်။ယုံချင်းယုံမယုံချင်းနေကျွန်တော်တို့ယာနဲ့ချီတဲ့ပရက်စိတ်တွေဟာကိုလိုနီတစ်ခုအုပ်စုတစုထဲမှာပျော်ရွှင်စွာနေထိုင်ကြတယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်။ဒိုးညင်သွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။